ကိုတော့ရှိတယ်ဆိုတဲ့အသီးနဲ့ကိုတော့တန်နိုင်တာပဲလို့ယုံကြည်ခြင်းကဘယ်တော့မှအရှုံးမရှိဘူးစိန်ခေါ်မှုတွေနဲ့အမောင်တွေဖုံးလွှမ်းထားတဲ့ဒီကဘာမြေထဲမျောလင်းစရာဖရားကရှိနေတော့အပြည့်နေလို့ရဲ့ကိုတော့အမြဲတမ်းယူထားလို့ကိုတော့ဦးဆောင်တာပဲလို့ဝန်ခံခြင်းကအမြဲရှိရောက်စေတယ်အောင်မြင်လို့နေတဲ့ဝိညာဉ်စိတ်နှလုံးနဲ့ခန္ဓာတွေအတွက်ကိုတော့အမြဲတိုက်ပေးနေတယ်စိတ်မှုတွေပဲတခုခုဆိုရင်ကိုရောကိုတန်းတားလိုက်ပါတယ်တခုခုဆိုရင်ကိုရောသာအကောင်းဆုံးဖြစ်စေတာတခုခုဆိုရင်ကိုရောဟာလေးပြင်မထားပါဘူးတခုခုဆိုရင်ကိုရောကြားတယ်ကိုရောမြင်တယ်ကောင်းပါလိမ့်မယ်တခုခုဆိုရင်ကိုရောကပဲမစားနေလို့ပါတခုခုဆိုရင်ကိုရောကိုတန်းတားလိုက်ပါတယ်တခုခုဆိုရင်ကိုရောသာကောင်းဆုံးဖြစ်စေတာတခုခုဆိုရင်ကိုရောဟာလေးပြင်မထားပါဘူးတခုခုဆိုရင်ကိုရောကြားတယ်ကိုရောမြင်တယ်ကောင်းသွားပါလိမ့်မယ်တခုခုဆိုရင်ကိုရောကပဲမစားနေလို့ပါတခုခုဆိုရင်ကိုရောကပဲကောင်းမြတ်နေလို့ပါကျမ်းစာသူရောက်စီတန်ဖျားရှင်တာ၍ကောင်းကြီးပေးတော်မူပါစေအာမင်